အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်စိတ်သက်ခွန်အားစကားတရားဆိုတဲ့စာအုပ်လေးကိုဖတ်ရှုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိအချိန်ကာလကြီးဟာဆိုရင်အထွေထွေအကျက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့ကာလကြီးဖြစ်နေပါတယ်အကျက်တဲကာလကိုရောက်တဲ့အခါမျိုးမှာဆိုရင်တူတူကိုကိုပဲစိတ်သက်ကြတာအမျိုးတွေရှိတတ်ပါတယ်မျောလင်းချက်အိမ်မက်တွေအကောင့်ထဲမှာပေါ်နိုင်တဲ့အခါမျိုးမှာဝင်ငွေမရှိဘဲနဲ့ထုတ်ငွေကြည့်ရပေါင်းများစွာရင်ဆိုင်လာရတဲ့အခါမှာမလွဲမသွေစိတ်သက်ကြမှာပါပဲလူဘဝဆိုတာကပန်းကင်းလမ်းမှာလည်းရှောင်ရမယ်ရာရာကအစဉ်ပြေချုံးမွေစွာနဲ့ကြိုးစုံနေမယ်လို့တော့ပြောလို့မရပါဘူးခက်ခဲကြမ်းတမ်းတဲ့လောကဓာတ်လှိုင်းတဘိုးတွေကြားမှာလည်းရှင်သန်ရက်တည်ရတဲ့သဘာဝတရားလို့ပဲဆိုပါရစေပေါ့အကောင်းရှိသလိုအဆိုးဆိုတာလည်းရှိတတ်ပါတယ်အမှားရှိသလိုအမှန်ဆိုတာလည်းရှိတာပဲလွယ်တာရှိသလိုခက်တာဆိုတာလည်းရှိတယ်အကျက်တဲကာလရှိသလိုအစဉ်ပြေချုံးမွေတဲ့ကာလဆိုတာလည်းရှိလာမှာမလွဲမသွေပါပဲဒါကြောင့်မလို့ဒီလိုင်းတဘိုးတွေကြားမှာကိုယ်ကနစ်မြုပ်သွားဖို့နဲ့ကြံ့ကြံ့ခံရတည်နိုင်ဖို့ဆိုရင်စိတ်ဓာတ်ခွန်အားရှိဖို့လိုအပ်ပါတယ်စိတ်ဓာတ်ကဒါလည်းအဓိကကျတယ်ခံစားချက်ကိုရှေ့တန်းမတင်မဲနဲ့ခံယူချက်နဲ့စ조사ရင်နောက်ဆုံးတော့အောင်မြင်မှုဆိုတာရှိလာမှာပါလူတွေမှာကြံ့ကြံ့ကောင်းနေရှိတယ်ဒါတွေဟာအင်မတန်မှအဖို့တန်တယ်ဒါပေမဲ့လည်းထုတ်သုံးမှုအတွက်အခက်အခဲရှိနေတတ်ကြတာပါဒါလည်းသဘာဝကျပါတယ်တောင်းနေကြမဟုတ်တဲ့အခါမှာဘယ်နေရာဘယ်အချိန်ဘလို့အခက်ခဲတွေမှာဘလို့အကြံဉာဏ်ကောင်းတွေကိုထုတ်ပြီးအသုံးပြုရမယ်ဆိုတာကိုမေ့လျော့နေကြတဲ့သဘောပါပဲဒါကြောင့်စနစ်တကျတွေးခေါ်မှုတွေအလေးအကျင့်တွေကိုပြုလုပ်စေချင်ပါတယ်စနစ်တကျတွေးခေါ်ပြီးကိုယ်မှာရှိတဲ့အကြံဉာဏ်ကောင်းတွေနဲ့ဘဝကိုတိဆောက်နိုင်ပါတယ်တကယ်တော့ကိုယ်တိုင်ကသာကိုယ့်ရဲ့အဖော်မကောင်းပါကိုအကြံဉာဏ်ကောင်းတွေပြန်ပေးနိုင်တယ်စိတ်ဓာတ်ခွန်အားတွေပြန်ပေးနိုင်တယ်ဒီလိုရရှိဖို့အတွက်ကနဦးကာလတွေမှာစိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာအုပ်တွေကိုဖတ်သင့်ပါတယ်။တခြင်းတွေနားထောင်သင့်တယ်။ရုပ်ရှင်ဇာတ်ကားတွေကြည့်သင့်တယ်။ဟောပြောမှုတွေကိုနားထောင်သင့်ပါတယ်။အခက်အခဲအချက်တဲတွေဆိုတာတော့လူဘဝရဲ့အခင်းကျင်းတွေကတွေ့ကြုံရတဲ့အရာတွေတခုပဲပေါ့နော်။ဒါပေမဲ့လည်းဒီလိုအစိတ်ပိုင်းလေးတွေကိုရှေ့တန်းတင်ပြီးမွန်းကျက်နေမယ်ဆိုရင်စိတ်သက်ကြနေမယ်ဆိုရင်လူဘဝဆိုတာဘာအတိတ်ပဲမှရှိတော့မှာမဟုတ်ဘူးလေဗျာ။အခက်အခဲအချက်တဲတွေကိုပြိုင်ဘက်ကောင်းလို့သာသဘောထားလိုက်ပါ။ကိုယ့်ကိုရွေချက်ရှိရှိနဲ့နှိပ်ကွက်နေရလို့သဘောမထားပါနဲ့ပြိုင်ဘက်ကိုရှင်ပြိုင်ဖို့ဆိုရင်ကို့မှာအရေးချင်းတွေကိုလေ့လာသိယူနိုင်တယ်ဒီလိုရှင်ပြိုင်တဲ့အခါမှာကိုလည်းကို့မှာရှိတဲ့အရေးချင်းတွေကိုထုတ်သုံးရတာမို့ကိုယ့်ရဲ့အခြေအနေအမှန်ကိုသိရပါတယ်ကိုယ့်ရဲ့အခြေအနေအမှန်ကိုသိရလို့ကစိတ်ဓာတ်မကြတော့ပါဘူးလူငယ်တွေအနေနဲ့အလုပ်လုပ်စေချင်ပါတယ်အလုပ်လုပ်တဲ့အခါမှာအမှားဆိုတာတော့မလွဲမသွေရှိပါလိမ့်မယ်မှားမှာကိုကြောက်လို့အလုပ်မလုပ်ပဲနေခြင်းကတော့ပိုးပြီးမှားပါတယ်ဘာကြောင့်လဲဆိုတော့အလုပ်လုပ်တဲ့လူတွေကအမှားတွေကနေပြီးတင်ယူဖို့အတွက်ခွင့်လန်းနေရှိပေမဲ့အလုပ်မလုပ်လို့မမှားဘူးလို့ထင်မှတ်နေတဲ့လူတွေအတွက်ကတော့အမှားတွေကနေတင်ယူဖို့အတွက်ခွင့်လန်းမရှိတော့တာမို့ပိုးပြီးမှားတယ်လို့ဆိုရမှာပါအလုပ်လုပ်ပြီးတော့မှားတဲ့အခါမှာအဲ့ဒီအမှားတွေကနေတင်ယူနေတဲ့အမှားနည်းတဲ့လာတဲ့အခါမှာအောင်မြင်မှုတွေရရှိလာပါလိမ့်မယ်အောင်မြင်မှုရတဲ့လူငယ်တွေကစိတ်ဓာတ်ခွန်အားအပြည့်ရှိပြီးတော့အောင်မြင်မှုမရှိတဲ့လူငယ်တွေကတော့စိတ်ဓာတ်ခွန်အားတွေစိတ်ဓာတ်ကျတဲ့အခါမှာကုံဆုံးသွားတတ်တယ်အလုံးလုံးချင်းကလက်တွေ့ဖြစ်တဲ့အတွက်ဘေးလူကကိုယ်စိတ်ပြက်စရာတွေနဲ့ဟန်တားမယ်ဆိုရင်တော့မှအလုံးလုံးတဲ့လူငယ်ကတကယ်တိထားတဲ့လူမလို့စိတ်ဓာတ်မကျတဲ့အပြင်ပြုံးနေမှာပါပဲအလုံးမရှိလို့စိတ်ဓာတ်မကျပါနဲ့တခုခုကိုစတင်ပြီးလုပ်လိုက်ပါအတွေ့အကြုံလေးရှိပါလိမ့်မယ်လူ့ဘဝစီမှာကိုယ့်ဘောမကောင်းတဲ့လူတွေကြီးရှိတာမဟုတ်ပါဘူးကိုယ့်ဘောကောင်းတဲ့လူတွေကူညီပေးမှပေးမဲ့လူတွေအများကြီးရှိပါသေးတယ်ကိုကတော့အလုပ်လုပ်နေဖို့ပဲလိုတာပါလုပ်တဲ့အခါမှာလည်းစေနာပါပါစေကျွမ်းကျင်ပါစေသူများအလုပ်ကိုလောက်ခလာစားနဲ့လုပ်ရမယ်ဆိုရင်တော့မှပဲစေနာပပလေးလုပ်ပါကျွမ်းကျင်စွာလုပ်ပါတကယ်လို့အဲ့အလုပ်ကိုကမလုပ်ချင်တော့ဘူးဆိုရင်တော့မှစေနာတွေကျွမ်းကျင်မှုတွေကကိုနဲ့အတူပါလာတာဖြစ်ပြီးအဲ့လုပ်ငန်းခွင်မှာကြံခဲ့တာမဟုတ်ပါဘူးရခင်လုပ်ငန်းခွင်မှာဘာတွေကြံခဲ့လဲဆိုတာကိုယ့်ရဲ့စေနာနဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့အလုပ်ရှင်ရတော့၎င်းလုပ်ဖို့ကိုင်ဘက်တရားတော့၎င်းကိုစွဲမြဲနေမှာအမှန်ပါပဲစေနာကလူတိုင်းနဲ့တန်ပါတယ်စေနာဆိုတာသူများအတွက်ရောကိုယ့်အတွက်ပါအကျိုးပေးလို့ပါတချို့ကကိုကူညီမိတဲ့လူကကိုယ့်ဘောစော်ကားသွားရင်စေနာကလူတိုင်းနဲ့မတန်ဘူးဆိုပြီးစိတ်ပြတ်တတ်ကြတယ်ဒီလိုစိတ်ပြတ်ပြီးအခြားသူတွေအပေါ်မှာလည်းစေနာနဲ့မပြုတ်မှုတော့ဘူးဆိုရင်ကိုကန့်တက်လိုက်လို့ဖြစ်သွားတတ်တယ်စိတ်ကောင်းလုံးကောင်းရှိပြီးစိတ်ဓာတ်ခွန်အားပြည့်တဲ့သူတွေကစေနာကောင်းကြပါတယ်လူငယ်တွေအနေနဲ့တခါတလေမှာကိုအတိမတ်ပြုခံရလို့ဆိုပြီးစိတ်ဓာတ်ကျတတ်ပါတယ်လူငယ်တွေမှမဟုတ်ပါဘူး
အတိအမှတ်ပြုခံချင်တာကတော့လူ့ဘာဝလို့ပြောမှာဒါပေမဲ့လည်းအတိအမှတ်ပြုမခံရလို့စိတ်ရက်ကြတယ်ဆိုတာကတော့ကိုယ်ကောင်းတဲ့ကိုအမိုက်တွေထည့်ပြီးအမိုက်အရှုပ်ခံနေရတယ်လို့ပါပဲအတိအမှတ်ပြုခံရဖို့ထက်အလုပ်ကိုမှန်မှန်ကန်ကန်စေနာပါပါနဲ့ကျွမ်းကျင်ကျင်လုပ်နေမယ်ဆိုရင်အတိအမှတ်ပြုမှုတွေကအလိုလိုထွက်လာပါလိမ့်မယ်။နက်ကင်မိုးလဲနာနဲ့စိတ်ရဲ့အကြည့်တက်ကိုအပြတ်မခံပါနဲ့။စိတ်ပြတ်စရာတွေအဆင်မပြေစရာတွေကိုမတွေးပါနဲ့။စိတ်အကြည့်တက်နေထိုင်ပြီးကောင်းတာကိုတွေးပါ။ကောင်းတဲ့အချက်တွေကိုကြံစီပါ။ဒါမှကောင်းတဲ့အလုပ်ကိုလုပ်နိုင်ပါလိမ့်မယ်။စိတ်ရက်ကြစရာတွေအခိုက်အတန့်ဝင်လာရင်လည်းအများဆုံးတိုက်ထုတ်လိုက်ပါ။စိတ်ရက်ကြစရာတွေစိတ်ညစ်စရာတွေကိုတိုက်ထုတ်ရမှာတော့အခုကျွန်တော်ပြောပြမယ်စိတ်ရက်ခွန်အားစကားတရားဆိုတဲ့စာအုပ်ကလေးကတင်အတွက်ဖုံမကောင်းအဖြစ်နဲ့ရပ်တည်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဂျူလီယန်ပါ